နော်ဣရိယာပုဂ္ဂိုလ်မပြောင်းနဲ့ဣရိယာပုဂ္ဂိုလ်ပြောင်းလို့ရှိရင်တမာရီပြတ်တယ်လို့ဒီလိုပြောကြတာလည်းရှိတယ်သမထကျင့်စဉ်တစ်ခုကိုကျင့်ပြီဆိုရင်တော့ကြာကြာထိုင်နေကောင်းလေမှန်တယ်ဝိပဿနာကျင့်စဉ်ကိုကျင့်တဲ့အခါကျတော့အဲ့ဒါလို့မဟုတ်ဘူးဝိပဿနာဆိုတာစိတ်ထဲမှာဖြစ်လာတဲ့ပေါ်လာတဲ့ယုံနာဓမ္မအာယုန်တွေကိုမှန်မှန်ကန်ကန်ဆင်ခြင်သုံးသပ်ပြီးရှုမြင်နေဖို့ဒါအလိုအရေးကြီးတယ်ဒါမို့မြတ်စွာဘုရားအပ္ပန္နကသုတ်မှာစင်္ကမေနနိသစ္စာယအာဝရဏီယေဟိဓမ္မေဟိစိတ်တံပရိသောရေတိလို့စင်္ကမေနနိသစ္စာယလို့ဆိုတာဣရိယာပုနှစ်ခုပေးထားတယ်မြတ်စွာဘုရားခန္ဓာကိုယ်အနေထားခန္ဓာရည်ရှိအောင်စဉ်းညံသွားတဲ့အခါသွားထိုင်တဲ့အခါထိုင်စိတ်ကလေးရတာတတိမလွတ်ဖို့ရအရေးကြီးတယ်ဣရိယာပုဖြစ်တာနဲ့ပြက်ပြားသွားနိုင်တယ်ဆိုတာတော့လုံးဝကြီးမှန်ကန်ဖို့ဆိုမဖြစ်ဘူးပေါ့ပြက်တဲ့လူကတော့တတိလက်လွတ်ဖြစ်သွားရင်တော့ပြက်မှာပေါ့တတိမလွတ်အောင်ဣရိယာပုကိုပြောင်းတဲ့နည်းနဲ့ပြောင်းအောင်မှာပေါ့အဲ့ဒါလို့ပြောင်းပြီးတော့စဉ်ဆက်မပြတ်ကြိုးစားအထုတ်လို့တရားဓုတရားမြတ်ရသွားတဲ့ပုဂ္ဂိုလ်တွေရှိတာအဲ့တော့ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တရားဓုတရားမြတ်ရခြင်းလို့လမ်းမှန်မှန်အထုတ်နေဖို့လိုတယ်ရခြင်းတိုင်ရလာမှာပဲငါအထုတ်နေတာကြာလာပြီခုချိန်ထိမရသေးဘူးလို့သွားပြီးမတွေးလိမ့်နဲ့သာဒပေဒရှင်မတိဝမထေကြီးဆိုလို့ရှိရင်အနှစ်30အထုတ်ရတယ်တစ်ပေါင်း30ကြာမှရဟန္တာဖြစ်တာအဲ့တော့10စခန်းလေးနဲ့တော့မကျင့်တတ်နဲ့ပေါ့နော်10နှစ်စခန်းဝင်ဖို့တော့လိုလိမ့်မယ်တင်မရမချင်းကြိုးစားအထုတ်တယ်လို့ဆိုလိုတာပဲနော်တဝုနဲ့တဝုအရေးချင်းချင်းကမတူဘူးလေအဲ့တော့မတူတာကိုလိုက်ပြီးတော့မတူလေနဲ့ပေါ့ကိုယ်အရေးချင်းနဲ့ကိုယ်စိတ်အနေထားကိုယ့်ဘာကိုယ်အသိဆုံးပဲအဲ့တော့ကိုယ်အနေနဲ့စီလျော်တဲ့ကမ္မဋ္ဌာန်းတစ်ခုကိုယူလို့အချိန်မှန်မှန်ကြိုးစားအထုတ်သွားလို့ရှိရင်လေနောက်ဆုံးကြတော့ပွန်းပြက်ကလေးတော့ပြတ်သွားမှာပါနော်ပွန်းလာလို့ရှိရင်တော့ပြတ်မှာပဲနော်ဘာမှအားလျှော့စရာစိတ်အားပြက်စရာမရှိပါဘူး